没做你的。哦，这没做的，回来。你。不如看看这种细度了哈。细的哈。我陪啥陪你啊？种树。种树做啥？做你们办，看哪位哈？我把看看些，知道不？想买什么高呢？哦，那是吧？啊，A 类大嘛，是吧？最多多少呢？做他的不看你。当那场工啊。当那场工啊的，不怕的。当那场工，等那当。哦，等那当。不怕的，不住的那里来。去买的呢。哦，去买的那个啦。哦，等那当工啊的时候的，去买的ပေး来了哈。好，你这么当呢？不怕，你这么当了啦。我阿弟呢喏，我的，我把我爸脾气呢，打不着。我了。谢谢老弟。这道问题呢？你来爱买了再看没？不怕的，这道多钱呢？说这臭不怕的，哎妈问题呢，爸爸不这道多少钱？哎妈，你也没叫，我妈都家谈的，都谁谈啥嘞？家也不一样。爸爸我这道，不是是，你的这道钱，爸爸我说比吧，我不哈。这道嘛多的钱嘛不喏，爸爸的，他的多少钱呢？对不对？花了我去家办的，大部分的。花有啥的，顶上了的，我是这个啥，花多了，三几啊，8几来的，多了，哎妈，那啥嘞，供，处理了供，花我，哎呦嘞，去买呀，忙差了花嘛，也没哎嘛，你嘞。哎，也没啊，养高哪嘞？这摸出来，哎也没啊，这摸着了。သူတို့ကခေါ်ထားပြီနဲ့အဖွားမနေနိုင်ဘူး။ဘာလို့လဲဆိုတော့သူတို့မှလည်းကလေးတွေဒုက္ခရောက်တယ်လေ။သူကတက်ရထွက်သွားပြီဆိုတော့အဖွားမနေကြတော့အဲဒီဒီသားလေးတွေပြန်လာတော့ဒီမှာတော့လည်းပြန်သိမကြည့်ဘူး။အဲဒါနဲ့တိုက်သွားတယ်။ ဘယ်လိုသွားတာဘုရား ဒီလေ ဘယ်စီးလဲဆွေးစီးမှာဘုရားပါစင်းလို့ တောင်းတာ တောင်းတယ်တနေ့ဘယ်လောက်ရလဲဘုရား သူတို့စားစိတ်9000ပြရတယ်ဒီစားစိတ်လေအဲတန်းတဲ့ဟာလေးကိုစုလို့သူ့ဘဝကစုတယ်ပါမသူ့ဘဝကတရားမှမပြောဘူးလေ ဘုရားဦးရိတ်တာသွားခြင်းအခုရိတ်တာသွားခြင်းနဲ့ရိတ်တာကြတော့လေဘာလဲအေးချမ်းမယ်နော်လုံခြုံမှုရှိရမယ်ဟိုပါပေါ့နော်ဒီအသက်ကြီးပိုင်းတွေကိုခရီးဆိုင်ပေးရမယ်ရိတ်တာမျိုးသွားခြင်းလားဟာအဲ့ဆိုနော်ဘုရားဒီဗီဒီယိုဖိုင်ကြည့်နေတယ်ပေါ့နော်မြင်တဲ့လူတွေပေါ့နော်ဘုရားကိုရိတ်တာမှာခေါ်ရရင်ခေါ်ပြီးပေါ့ဟုတ်လားဘုရားဆက်တက်ပြီးပါပေါ့နော်တန်နေလားတိတက်နေမှာ လိုက်တော့တန်လေးမစားရဲ့ဒုက္ခရောက်တာပေါ့ ဟုတ်တယ် တန်စိတ်ပြီးတော့တောက်သွားစားကြရင်ဒီနေ့ကနတ်ကိုစားတဲ့ပတ်စံကြီးတွေတောင်လေအဲတော့ပါတယ်အဲ့ဒီဒုက္ခရောက်တဲ့လူတွေကိုအကုန်လုံးအဆောင်ဝေးကြည့်လိုက်တယ် ဘွာအဲ့လိုဝကြည့်တာလေဘွာစိတ်ဓာတ်မုံမြတ်တာပေါ့နော် ။ဘုံတစ်ပါးကလည်းခြေထောက်တစ်ဖက်ပြမှာ။အဲ့ဘုံကြီးကလည်းမသွားနိုင်လား။ဘုံတို့တည်းဘုံကြရွေးတယ်။ဝေးနာတွေရောပါကြည့်ရတော့အဖွားပဲဆန်ကုန်တော့အဖွားအဲ့မှာလည်းဘာမှမလုပ်တာတတ်ဘူး။ဒါကအဖွားပြန်လာတာ။ အခုသွားကျင်တာရိတ်တာကောင်းကောင်းလေးပေါ့ဟုတ်လားတရားလဲထိုင်ရမယ်စိတ်လဲချရမယ်လုံခြုံမှုလဲရှိရမယ်ရွေးထွေးမှုလဲရှိရမယ်အဲ့လိုရိတ်တာမျိုးသွားကျင်တာပေါ့ဟာဒီဗီဒီယိုဖိုင်တွေ့တဲ့မြင်တဲ့လူတွေပေါ့နော်အဲ့လိုရိတ်တာမျိုးရှိခဲ့မှဆိုရင်ဖွားဖွားကိုခေါ်ပေးပါပေါ့နော်ဖွားဖွားလေဒီနောက်ဆုံးအချိန်မှာဒီဘာပြောရခြင်းလဲလူသားတွေအားလုံးကို ဒါတွေအားလုံးဟိုကကျေးဇူးတင်ပါတယ်လို့နော်ဘဝလို့ဒုက္ခမရောက်ကြပါစေနဲ့
သားသမီးတွေကလည်းမိဘကိုပြစိုက်ကြပါလို့ဘာမှမဖြစ်ပါအလူခံနဲ့တောင်းရတယ်ဖုန်းကြီးတွေဖုန်းကြီးတွေဒီလိုက်စီလို့တွေ့တယ်ဒီလိုက်စီလို့တွေ့တယ်နိလမ်းပါလေဟာမနေ့ဆိုရင်ဒီကနေ4နိုင်ခွဲလောက်သွားတယ်ရောက်ပြီဟော4နိုင်ခွဲ5နိုင်လောက်ရောက်ရင်တရားရှိဖို့တရားထိုင်ဒီစိတ်ပြီးမှတောင်းတောင်းကြမှာ ဟိုအာတင်နာနော်ဟိုဖွားဖွားသွားခြင်းနဲ့ရိတ်တာမျိုးလဲသွားမယ်နော်ဖွားဖွားနော်ဆက်တဲ့မျိုးကြီးရမယ်ဆိုရင်ဘုသူပို့ပေးမယ်နော်ရအောင်နော်ပေါ့နော်ဟိုဖွားဖွားမှာဆေးဖို့ဟုတ်နှစ်သိန်းနော်ဒါလေးခုနှစ်သားသမီးတွေအားလုံးစုစည်းပြီးတော့ပြည်ပြပြပဟိုဒီအားလုံးอ่ะပေါ့နော်အာတင်နာနော်ပေါ့နော်အပြန်လိုက်ပြီနော်ဟုတ်တယ်လေအသက်တွေကြီးပြီးတော့လမ်းလျှောက်ခက်ခဲပြီးပေါ့နော်ဒီလိုချိန်မှာဖွားဖွားစီမှာလေဟိုသားသမီးမျိုးပေါ့ဂရုစိုက်မဲ့သားသမီးလိုအပ်တယ်သိလားဖွားသိလားဒီလိုအသက်ကြီးတယောက်ရှိတော့သုံးသွားပြီအဲ့သမီးလေးရောကောင်းလားကောင်းတယ်နှစ်ယောက်ပါယောက်ပဲပါတယ်ယောက်ျားလေးက2ယောက်ပေါ့တယောက်ကစစ်တာပြီးချမ်းပြေးမှာကြည့်လိုက်ဟုတ်သူလည်းမိန်းမကြောက်တယ်လေအဲ့ဒါအိမ်ရောင်းပြီးတော့ပြန်သွားတော့ရွှေတွေပါသွားတာလည်းကုန်တယ်အဆန်တွေလည်းကုန်တယ်ကုန်တော့ခွေးမောင်းလို့မောင်းချတာမောင်းချတော့အဲ့ရဲမေတယောက်ကမောင်စော်တို့တင်တင်မော်တို့ကခေါ်ပြီးတော့မင်းစားထားလိုက်တာဟိုကကိုကိုတတ်တယ်လို့ဆိုတော့ထွက်သွားတာစေးအများကြီးပဲပြီးသွားတာအဲ့ဒါဖွားတက်ဘယ်လောက်ကြည့်ပါလဲ89 80ပြီးတော့မှာပေါ့နော်ဖွားလဲသားသမီးလွေးထွေးမှုလိုချင်မှာပေါ့နော်လူကျင်တော့သားလေး